ပါတာကူတခုတော့ပြင်ပိုင်သိချင်း တော်ဆန်းတာမင်းစားကိုပိတ်ထားလိုက်မင်းကတတိပေးထားမယ်နော်မင်းဒီကိစ္စမှာကြောက်အောင်ဝင်ပါလို့မရဘူးဒီတရားကိုလို့အိမ်ပြန်ထွက်ခွင့်မပေးတော့ဘူး တတိယမိုးတဲ့ရဲ့အမေအရင်တော့